British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင် line နေကြပန်ရွှေချဇလန်တွဲလေးဟာဆိုလို့ရှင်တကယ်ကိုစိတ်နာဖို့ကောင်းလာနေပြီဖြစ်ပါတယ်။ကြာညိုကတော့တနာဆက်အကောင်ဆုံးဖြစ်လို့နေခဲ့လဲဖြစ်ပါတယ်။တာဖြစ်သူဟာစစ်ကြောင်းတဲ့နေတဲ့တင်ငယ်ချင်းတွေကိုအင်ခေါ်လာတဲ့ချိန်မှာတော့အမေဖြစ်သူကိုတင်ငယ်ချင်းတွေရဲ့ကြားမှာအချက်ကွဲစေခဲ့တယ်လို့ဖြစ်နေခဲ့လဲဖြစ်ပါတယ်။အထူးသဖြင့်သူကောင်မလေးဟာသူ့အမေဟာငပိနဲ့နန်းနဲ့ဆိုပြီးနှာခေါင်းကိုရှုပ်ပြလိုက်ပါတယ်။တာဖြစ်သူဟာသူ့ကောင်မလေးနှာခေါင်းရှုပ်သွားတော့ကိုမြင်လိုက်တဲ့အချိန်မှာတော့စိတ်ညစ်သွားပြီးတာသမီးအတွေ့ရုပ်ကံလှုပ်ရှားပြီးစေကြောင်းချပေးတဲ့အမွေမိခင်ကိုပါအပြစ်သွားမြင်တဲ့အနေထားကိုရောက်ရှိသွားခဲ့လည်းဖြစ်ပါတယ်။အမေဖြစ်သူကတော့တားဖြစ်သူကတငယ်ချင်းတွေခေါ်လာတဲ့ဆိုပြီးအာနာနေကသူတို့ကိုစားဖို့တောက်ဖို့ပြန်ချက်ပြုတ်ဖို့ရအတွက်ဈေးကိုအပြည့်သွားပြီးချက်ပြုတ်ဖို့လုပ်နေပါတယ်။စေကြောင်းသားတွေကတော့ပညာသာတက်ပြီးအတိတရားမရှိကြောင်းပရိသတ်တွေကတော့ဝေဖန်နေခဲ့ကြလည်းဖြစ်ပါတယ်။မိဘကိုကျေးဇူးဆက်မဲ့အစားမိဘကိုလူရှိသူရှိမှပွဲထုတ်ဖို့ကိုရှက်နေကြတာဖြစ်ပါတယ်။ကျိုင်းရွရဲ့သားကတော့ပွဲတော်မရသေးပဲမင်းမအယူရည်ချင်နေတဲ့အနေထားကိုရောက်ရှိလို့နေခဲ့လည်းဖြစ်ပါတယ်။အမေဖြစ်သူကတော့သူ့ကိုပြန်ပြီးကျေးဇူးဆက်တဲ့အနေထားမြင်နေရတာပဲဖြစ်ပါတယ်။တာဖြစ်သူကတော့အတိုင်းဝမ်ကြီးတဲ့ဆေးဆရာဝန်တွေချမှာပဲဘဝကိုမေးအမေရဲ့ကျေးဇူးကိုကံကမင်းမယူတာတော့အမေရဲ့နာမည်ကိုမထက်ရတဲ့အနေထားကိုရောက်သွားခဲ့လည်းဖြစ်ပါတယ်။ကျန်ရွေရဲ့သားကတော့မိခင်အရင်ဖြစ်တဲ့သူကိုပြစ်ချပြီးအခုခါမှာတော့အဖေဖြစ်သူနဲ့ဖောက်ပြန်ပြီးယူချတဲ့မိတွေဆရာဝန်တို့နဲ့အိမ်ပေါ်ကိုတက်နေပြီးတထေးဆိုင်ဖက်တဲ့အနေထားကိုရောက်ရှိသွားခဲ့လည်းဖြစ်ပါတယ်။ဇလန်နေဟာဆိုလို့ရှိရင်ကြည့်ရှုသူပရိသတ်အားလုံးကစိတ်တူနေခဲ့ကြတဲ့ဒေါသထွက်နေကြတဲ့အကုသိုလ်တွေများလိုက်တာဆိုပြီးပြောဆိုနေခဲ့ကြပြီဖြစ်ပါတယ်။ရှစ်ဆက်ပြီးတော့ဘယ်လိုတွေဆက်ဖြစ်သွားကြမလဲဆိုတာကိုတော့နောက်ပိုင်းကိုဆက်လက်ဆောင်ရွက်အားပေးကြပါအောင်လို့ပြောဆိုရတဲ့အကြောင်းရတဲ့ဆက်ပေးမှုကိုကျွန်မပဲရှင်းတာခုပြပါရှင်။ပရိသတ်များအားလုံးမေ့ရှင်းလဲရှင်းပြကြပါစေရှင်။